တခုစီရမှာချစ်ပြည့် flanking လောက်ရတဲ့ပေါ့ပဲတည်ရမလား Polygon နဲ့လုတ်ပြီးတော့နောက်မှာကျွန်တော်ဒီ standing position မှာတည်လို့ရတဲ့ဒီ if တွေနားပြေးကတ်မဲ့ရတယ်ဒါမှမဟုတ်ကျွန်တော် carry player ဖြစ်တဲ့ Sanji နားကိုပြေးကတ်မဲ့ရတယ်ဗျ game number 4ရဲ့ပွဲလေးတော့ land of down နဲ့မှာပဲကျွန်တော်တို့တွားရောက်ပြီးတော့ကြည့်ရှုလိုက်ရအောင်ဗျာကတော့ကချာ if လိုမျိုးလက်ရှိတာ Taylist မှာတော်တော်လေးမြင့်တဲ့ hero တွေနဲ့ Falcon တို့ရဲ့ game number 4မှာ bounce back လာဖို့တော့ပြန်ပြီးတော့ကြိုးစားလာခဲ့တဲ့အပိုင်းလေးတော့ရှိတယ်ဒါပေမဲ့ရှင်းမှာလဲကျွန်တော်တို့ဒါ draft industry ကပြောခဲ့တယ်လို့ပဲ Jushin နဲ့ Cloud ဒါဒီ chip ရဲ့ protocol ဘာကနေ drive တွေနဲ့ကောင်းကောင်းကြီး lane control တွေဒါ close range battle ဘာတွေမှာအဆင်ပြေမယ်ဆိုရင်တော့ idle lane ထွက်လာမယ်ဆိုရင်တော့ YG ဘက်ကလည်းကျွန်တော်တို့ bounce back လုပ်လို့ရတဲ့အများကြီးအရာတွေတော့ရှိတယ်Jungle Skirmish ဘာနေမှာ Falcon ကနည်းနည်းလေးပူတာတင်အောင်ခံစားရတယ်ဆိုပေမဲ့ဒီ close range တွေကို Jushin ရဲ့ lane of flare နဲ့ပြန်ကာမယ်ဆိုလို့ရှိရင်လည်း YG ဘက်ကတော့အဆင်ပြေတယ်ပြောရမယ်ဟုတ်တယ်เนาะကျွန်တော်ဒီ play နေနဲ့သူ့ရဲ့ဒီနောက်ပိုင်း teleportation လေးတွေကဘယ်လောက်ထိများ Falcon ဘက်ကိုဖိအားပေးနိုင်မလဲအားလေး intro မှာလည်းစိုးတော့မစိုးတော့ဗျာ Hammer Town လေးတွေရှိတယ်နောက်မှာ Bandy လိုက်ပြီးတော့ပုံနေခဲ့တဲ့အနေထားလေးလည်းရှိတယ်ဗျာဒါပေမဲ့ Blink ကတော့ movement speed တွေပြန်တင်လို့ရတယ်เนาะ overdrive တွေပြန်ရှိနိုင်တဲ့အတွက်ကြောင့်မလို့ early game မှာသူ့ကိုသွားပြီးတော့ရှင်းထုတ်ဖို့ဆိုတော့အရင်လွယ်တဲ့ gunner မျိုးမှာတော့မရှိသေးဘူးဗျာဒီပွဲကကလောက်ရဲ့အချိန်လေးကိုတော့နည်းနည်းလေး YG နေနဲ့စောင့်တော့စောင့်အောင်ဗျာကလောက်သာ item 3ချောင်း 20 ပြီးသွားမယ်ဆိုလို့ရှိရင်တော့အဲ့နောက်ပိုင်းအလုပ်ကတော့တော်လေးလုပ်လို့ကောင်းပါပါဒါဆိုရင်တော့ကျွန်တော်ဒီ cloud item မထွက်ခင်မှာလုံးလုံးရမယ့်အရာတွေကကျွန်တော်ဒီ join တို့ Jushin တို့အဲ့အရာတွေပြန်ပြီးတော့ဖြစ်ဖို့ရရင်တော့များတယ် Falcon ဘက်ကပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လေဒီကတော့ကကျွန်တော်ဒီ CC12 လုံးမှာကျွန်တော် Eve နဲ့ပြန်ပြီးတော့ထွက်လာတယ် Federal ပါလာတဲ့အတွက်ကြောင့်မို့တော့ first day 5မှာကလေးသေးကြတယ်သူတို့ဒီ objective 5ကိုပဲလုံးဝ focus မဲ့ time တခုရှိတယ်ဗျာ FM down rotation နဲ့ river shot လုံးမှာတော့ YG ဒီချိန်မှာပြန်လဲကြီးစိုးထားတဲ့အချိန်ဆိုတော့ကျွန်တော်တို့ဒီ stage ရဲ့ time နေစောင့်အောင်ပါဘူး Falcon ဘက်ကလည်းကျွန်တော်ဖက်မှာ Sanji ရဲ့ damage ပေးနိုင်မယ် time တွေကိုတော့ပြန်စောင့်မှရမယ်အဲ့တော့ early game မှာတော့သူတို့အကဲအဆန်းကြမယ်ဒါပေမဲ့ instant ပြတ်ဖို့တော့နည်းနည်းလေးတော့ခက်ခဲမယ်ဗျာ Skirmish ဘာနေမှာတစ်ဖက်ကလည်းကတော့ကချာနောက်မှာလည်း Cadence နည်းနည်းလေးတော့ anime များတယ်ပြောရမယ်ပေါ့နော် Crash Core Drive နဲ့ Lina Leno Flay နေတာ early game မှာချက်မှာတွားလို့ရတဲ့အနေထားဆိုတော့ကတော့ကချာနဲ့ Data 5 မတိုင်ခင်လေးမှာသူအရင်တော့သွေးရှော့မခံမှုတော့လိုတယ်ဗျာနောက်မှလည်းခံတောက်ရှော့ဆိုလိုပဲလမ်းချိနေကြတဲ့ character တစ်ခုမှာပုံမှန်လည်းတွားပြီးတော့ beast stage ပါလေးနဲ့ညှိနေတယ်အော်မလား stage ပြန်လွတ်သွားခဲ့တဲ့ character တစ်ခုမှာတော့ dash နေနဲ့ Data မတိုင်ခင်မှာ first blood ကိုတော့ Jungler ကြီးစပြီးတော့ပေးထားလိုက်ရပြီနှမျောစရာပဲတော်တော်ပေါ်တဲ့အချိန်မှာ Jungler ကြာသွားတာဗျာ Falcon ဘက်ကနေပြီးတော့ဒီ first start တွေကိုသွားပြီးတော့အနာဂတ်ကိုဆိုတော့လွယ်တော့မလွယ်တော့ဒါပေမဲ့ Brian Min ရဲ့ resolution လေးပါလေးသွားပြီးတော့ PR ပေးခြင်းနဲ့နေသားပြီးတော့တွေးရရင်လည်းတတရတော့တေချာပေါက်ပဲ YG ဘက်ကနေပြီးတော့ရောက်ယူသွားခဲ့တယ်ဗျာပွဲအစ intro တွေမှာ Falcon Esport ကအမားလောက်တာလေးကနည်းနည်းလေးတော့ရှိလာတဲ့အချိန်တွေတော့ပြောလို့ရတယ်ဒါပေမဲ့ဒါတွေဘယ်လိုမျိုးပြန်ပြီးတော့ဂျုံပြန်ပြမလဲဟမ်မပြီးသေးဘူးဗျာ level 5 piece တွေနဲ့ dash ရဲ့ Draven ကိုပါတခါတည်းထပ်ပြီးတော့ယူသွားခဲ့ပြီဗျာ Oh my god dash ကဒီတိုင်းဆိုရင်တော့ level SP ဘိုင်းမှာတင်တာပေါ့နောက်ကျတော့မယ့်အချိန်ဖြစ်သွားပြီပြီးတော့ Federal ဖြစ်တာလည်းပါတယ် Hero Nature ရစားတော့ရာဒီ join ထက်နည်းနည်းလေးပြန်ပြီးတော့နောက်ကျမယ့်အချိန်တစ်ခုရောက်သွားပြီဗျာ YG နဲ့ early game minute တွေမှာကတောက်ရှော့ပြန်ပြီးတော့ရနေရဲ့အရာတစ်ခုကတော်တော်လေးတော့ fine နဲ့အောက်မှာ stage နဲ့ Sandy နဲ့နော်ရရုံရန်စာလေးတော့ရှိတယ် lane phase မှာလည်းကျွန်တော်တောက်ရှော့ပြန်ပြီးတော့တီးထုတ်နေရဆိုတော့ early game minute တွေမှာအရင်မသိတာဘူးဆိုရင် first start တဲ့အပြီးကျွန်တော် second start တဲ့ fight သို့မဟုတ် third start တဲ့ fight မှာတော့ဒီ carry player ရဲ့ damage output ဘိုင်းနဲ့ဒီပြိုင်ဆိုင်မှုအရာတွေအကုန်လုံးတော့ဆက်ပြီးတော့ကြည့်ရမယ်ဗျာအဓိက Blazing Jewel ရတဲ့ time မှာတွေက stage က landing control ကောင်းကောင်းကြီးပဲပြန်သွားနေရဆိုတဲ့အနေအထားမျိုးလေးတော့ရှိရဗျာဒါပေမဲ့နောက်ပိုင်းတစ်ချက်ပြန်ပြီးတော့ Falcon Esport အနေနဲ့ခုန ASC ပြောသလိုပဲဒီ minute ပိုင်းခြားတွေမှာကြည့်ရမယ့်အရာတစ်ခုက Crash Core Drive တွေ Protocol ပိုင်းအနေနဲ့ Blink ရဲ့ chip တောက်လျှောက်လာပြီးတော့ဒီ Gangan လာမယ်ဆိုတဲ့အရာတစ်ခုတော့သူတို့အနေနဲ့တော်တော်လေးပြန်ပြီးတော့ဒါစဉ်းစားနေရတဲ့အပိုင်းလေးတော့ရှိတယ်ပေါ့လေ Cadence ကတော့ basically Jungle Skirmish တွေမှာသူကောင်းတယ်ဆိုပေမဲ့တကယ် AOG ရဲ့ outer range ရောက်နေတဲ့ side lane တွေကိုတော့အရင်ကာပေးနိုင်မှာတော့မဟုတ်ဟုတ်တယ်เนาะကျွန်တော်တို့အဲ့တော့ဒီ state ပတ်တယ်မဝင်လာတဲ့ချိန်လေးမှာ state ကို ganging လုပ်တဲ့အပိုင်းနေအဲ့ဒီပြိုမှာတစ်ဖက်ကပြန်ကြည့်လို့ရှိရင် Harris ကိုပြန်ပြီးတော့ ganging လုပ်တဲ့အပိုင်းတွေကလူတယ်ဗျာ goal line မှာမချဘဲနဲ့နောက်ပိုင်း combination မှာချဖြစ်မလားဆိုတဲ့အပိုင်းချောက်လဲစောင့်တော့ကြည့်ရမယ်ဒါပေမဲ့ဒီပွဲက Falcon တော့ကတော့တော်လေးရေးကြီးတဲ့ပွဲပဲသူတို့ဒီပွဲဥသာသွားပြီးတော့ရှောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ match point ကိုကြောက်သွားမှာဆိုတော့ YG ကလည်း PR တော့တော်တော်ပြီးနေရဗျာ PR ပေးတယ် early game မှာကလေးသူတို့အသာကြီးရတယ်ခုလဲ Crash Coreပေါ်တဲ့ကွန်နက်ကတော့အရင်တော့မလုပ်သေးဘူးအချိန်ကြီးတော့ပြန်ကြည့်ထားတယ်ပို့အိုး a brighter web ဒါပေမဲ့ flicker ပေးလိုက်ရအရင်တော့မတက်အောင်ကျွန်တော်ပွင့်လင်းလေးပြော ultimate cooldown အလောက်မကြောက် flicker timing ဒီ120 second cooldown ဖြစ်တယ်ပေါ့နော် flicker နဲ့ပေးလိုက်ရတော့တိတ်တော့မတက်ဘူးဒါပေမဲ့ကျွန်တော်ဒီ early game မှာကလေး YG နဲ့အသာကြီးရရှိနေတဲ့အတွက်ကြောင့်အထူးသဖြင့် join ဒီ early game damage မှာ genius 1ကျွန်တော်ပြီးသွားတဲ့အပြင် holy crystal ပြီးသွားပြီဆိုရင်သူရဲ့ magical damage ကတော်တော်ကြီးကိုများပြားလိမ့်မယ်ဗျကဲဒီမှာလည်းရင်းစားပြီးတော့ရှေ့နည်းနည်းလေးပြန်ပြီးတော့ translate wall လေးနဲ့တိုးပေးနေကြတဲ့အပိုင်းလေးတော့ရှိတယ်ဒီနာနောက်ပိုင်း close range ပိုင်းနေမှာ Kidas ကိုကောင်းကောင်းကြီးပြန်ပြီးတော့ Leno Flare နဲ့ကန်မြောက်ပြီးတော့ pressure ပေးနေကြတဲ့အပိုင်းလေးတွေတွေ့ရတယ်ပေါ့နော်အော်မော်ဟန်သူ Valve နဲ့ Data နဲ့လဲချင်ခဲ့တဲ့အနေအထားမျိုးလေးတော့ရှိတယ်ဒါပေမဲ့ information ရ Jungler နဲ့ငယ်ပြောင်းနေကြတယ်ဆိုတဲ့ character တခုမှာတစ်ဖက်ကလည်း dash အနေနဲ့နည်းနည်းလေးတော့ hero ပဲပို့ပြီးတော့ဦးစားပေးရတဲ့အခြေအနေပြတစ်ဖက်က YG နဲ့သွားပြီးတော့ပေးနိုင်တယ်နောက်ပိုင်းသူတို့နဲ့ base control တောက်လျှောက်ပိုင်ဝါလေးပဲချက်ပေးထားခဲ့မယ် stage လွမြောက်သွားခဲ့တဲ့ character တခုမှာ Data ရော Falcon Esport စာ trainer ကိုတော့ကြိုးစားနေတဲ့ retreat out တွေမှာ dash ဆက်ပြီးတော့သိမ်း
ပိုက်ထားနိုင်ခဲ့ပါပြီ ဒါတေကတော့ဒီချိန်မှာပြန်ပြီးတော့ကိုလင်းလဲဖို့ကြိုးစားပြီဗျာနောက်တစ်ခါလီနာတော်လေးတော့သူကကိုင်းထွက်သွားတယ်ဗျာ play protocol နဲ့ပြန်ပေးမလား Ramin အနေနဲ့ပြန်ပြီးတော့ forward လုပ်ထားခဲ့သလို AOG ကိုလည်း KA အနေနဲ့ပြန်သုံးထားသေးတယ်ဗျာကိုလင်းနဲ့ trade ဖို့ကြိုးစားကြတကူကအောင်တော့မအောင်မြင်ပါဘူးဆိုပေမဲ့လည်း Bamley တွေပြန်ပြီးတော့ရခဲ့တယ်ဗျာ ဒီ decision making ကိုတော့နည်းနည်းလေးတော့သဘောကျမိတယ်သူတို့ထုတ်ထားတဲ့ hero pit တွေအရာနည်းနည်းလေးပြန်ဆောက်အောင်မယ် first shot တွေ fight မှာသူတို့သွားဆိုင်လိုက်တဲ့အရာဒီ gang တစ်ခုမှာ jungle ကြာသွားတဲ့အတွက်ကြောင့် YG ဒီ first shot တွေရသွားတယ်ဒါပေမဲ့သူတို့ရဲ့ decision making တွေက objective တွေဆိုင်ဖို့မဟုတ်ဘူး gang တွေကိုပဲပြန်ပြီးတော့တည်ထားဖို့ပဲဗျာဒီချာရလဲသူတို့အနေနဲ့ gang လုံးရတဲ့ဘိုင်းမှာနိုင်ငံပို့ပြီးအားတာတဲ့အခြေအနေမှာရှိရ Falcon ဘက်ကဗျာ AOE crowd control နည်းနည်းတော့မဟုတ် combo တွေကလည်းအများကြီးရှိရဲ့အရာတစ်ခုဗျာဒါပေမဲ့နောက်ပိုင်း minute တွေကြာရင်တော့ထုံးတယ်ဒါပေမဲ့ protocol နဲ့ကိုတော့ပြန်ယူစားရမယ်ဗျာ Character driver five man if you real one in the pain ချက်ပြီးတော့ပေးခဲ့တဲ့ character မှာဟန်ပြန်ပြီးတော့ down နဲ့ flare နဲ့ two man နဲ့လီနာပြန်ထိန်းထားခဲ့မယ်ရင်ကောင်ချက်ပြီးတော့အဆုံးသတ်ခဲ့တဲ့ character မှာကျူရှင် energy rush နဲ့အောက်မှာ three man နောက်တော့ four man down တွေပါ Falcon Esport ပြန်လဲပြီးတော့သိမ့်ပိုက်ထားနိုင်ပါသေးတယ် ဒီတော့တကယ်ကိုရေးကြီးတဲ့ Hero K တွေတော်တော်များကိုပြန်ပြီးတော့ခွင့်ပြုပေးလိုက်ရတဲ့ YG မင်းရဲ့ first hour ကိုပါစားဖို့ဆိုတာဘယ်လိုမှတော့မဖြစ်နိုင်တော့ဘူးဗျာ Hero ၄កောင်လောက်ထိကိုတောင်းသွားတဲ့နောက်မှာမင်းရဲ့ first hour ကို6မိနစ်လောက်မှာပဲ Falcon ဘက်ကနေပြန်ပြီးတော့သိမ့်ပိုက်နိုင်ခဲ့တယ်။မတေကိုစပြီးတော့ flanking လုပ်ခဲ့တာလဲ YG ပဲဒါပေမဲ့ပြန်ကျသွားတာလဲ YG ကိုယ်တိုင်ပဲပြန်ဖြစ်သွားတယ်ဗျာ အဓိကကျွန်တော် replay တွေအကုန်လုံးမှာ dash ကိုဖြတ်ဖို့ကြိုးစားလိုက်တဲ့အရာတစ်ခုလို့ပြောရမယ်သူတို့ရဲ့ combo တွေအကုန်လုံးကတစ်ဖက်မှာအုပ်လိုက်ကြီးပြန်ပြီးတော့ရောက်ကြည့်လာတယ် manipulation ကြားထဲမှာ Bini နဲ့ကောင်းကောင်း control သွားတဲ့အတွက်ကြောင့်ဒီ battlefield တစ်ခုလုံးဒီ YG အတွက်အကြရှုံးပို့ပြီးတော့များပြတယ်ဗျာအကျိုးဆက်အနေနဲ့သူတို့ဖေးလိုက်ရရင် network တော်တော်များပြသွားတယ်လို့ပြောရမယ်အားလုံးမှာသူတို့တာခဲ့ပေမဲ့ YG ဒီဒီ battle တစ်ခုကနေပဲ network ဘိုင်းမှာ 1k over 1k under လောက်ထိပြန်ပြီးတော့ဖြစ်သွားခဲ့တဲ့အခြေအနေတစ်ခုဗျာ ကဲလုံးဝကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် Egypt Real Warrior နောက်ပိုင်းပွဲချင်းကြားလေပို့ပြီးတော့ဒရီထားစရာကောင်းလာလေဆိုတဲ့အနေအထားမျိုးလေးတော့ပြန်ဖြစ်လာတယ်ပေါ့လေ Jungle Skirmish တကောင်းတယ် High Tempo Rotation နဲ့သွားတဲ့ပန်းတွေမှာ YG တော်လေးတော့အားကောင်းခဲ့တယ်ဆိုတဲ့အနေအထားမျိုးလေးတွေ့ရတယ်ဗျာဒါမှလည်းပဲဒီ Real နည်းနည်းလေး boss fight ဖြစ်လာခဲ့တယ်ဆိုတဲ့ခိုက်တဲ့တစ်ခုမှာနောက်ပိုင်းသူတို့အရင်ဆန်လို့တော့သိမရသေးဘူးဒီကမှလည်း Boy Black Crystal တွေအောက်မှာတော့ Blink သူနည်းနည်းပြန်ပြီးတော့ 4 ပတ်ထားလိုက်ရပြီဗျာ တတယ်လေးကတော့စပြီးတော့เนาะကျွန်တော်တို့ဒါရင်တို့ကတော့တိုးထားသလို dash ကလည်းစပြီးတော့လုပ်နေတယ်ဒါပေမဲ့ဟိုပြောမယ်ဆိုလို့ရှိရင်တော့ utility channel နဲ့ assassin channel ကြားထဲမှာကျတော့အရင်ရောလိုက်ချဖို့တော့မလွယ်တော့ဆိုတော့ဒီကောက်တက်တဲ့ skin နေနေပဲ Falcon တော့တတယ်ကိုတောက်လျှောက်ပြန်ပြီးတော့ရောက်ထားနိုင်တယ်ဗျာအဓိကလေသိလား AOE တွေတအားများနေတဲ့ Falcon ဘက်ကိုအဲ့လို chip နဲ့လိုက်ပြီးတော့ချဖို့ဆိုတာနည်းနည်းတော့ခက်တယ်ဗျာ အဲ့တော့ AOE ကိုကျွန်တော်တို့ဘယ်လိုမျိုးပြန်သွားကြမလဲတခုစဉ်းစားလို့ရတဲ့အရာ laning phase control ပဲဗျာ AOE ဒီ combo တွဲဖို့အတွက်9အောင်လို့ဆုရှိနေမှာဖြစ်မယ်အဲ့တော့ laning phase ကိုပြန်ကြောင်းပြီးတော့ဒီအစုအဖွဲ့ကိုသူတို့အနေနဲ့ကွဲပြားအောင်လုပ်တာမျိုးတွေ hero နေအကြအရာ protocol နဲ့လုပ်တာမျိုးတွေက YG ထွက်ပို့ပြီးတော့အားတောက်မှုတွေပြန်ပြီးတော့ဖြစ်လိမ့်မယ်ပေါ့ဗျာ flanking လုပ်လို့ရတဲ့အရာတွေဗျာအဲ့တော့ Falcon Esport အနေနဲ့လည်း laning phase ကို stay together တူသွားတဲ့ဘိုင်းတွေကပို့ပြီးတော့အဆင်ပြေလိမ့်မယ်ကာလင်းကိုပြန်ပြီးတော့ချိန်ပေးလိုက်ဗျာ ဘက်ကလည်း Crash က try တယ်မလား AOG reorder ဆိုလိုက်ကြလာခဲ့တဲ့ character ကမှ hand တမ်းပြီးတော့ down သွားခဲ့တဲ့ချိန်တွေဗျာ Boy Black Christian နဲ့ 5v2 တောက်လျှောက် line မှာဖို့တော့ကြိုးစားခဲ့မယ် auto rage မှာတော့ရင်းပြန်ပြီးတော့လွတ်မြောက်သွားပါသေးတယ် laning phase ကသူတို့အနေနဲ့ပြန်ချောင်းထားရမယ် battle team fight တွေ2 in 2ရဲ့အချိန်ဒီမှာ Royal Main ရဲ့ဒီကာလင်းကိုချိန်တာနေ follow damage ကတကယ်ကိုများပြတယ် hand နေနဲ့တော့ကျွန်တော်ဒါအချရှုံးနေပြန်ပြီးတော့ရှိလာခဲ့တယ်ဗျာ Holy Crystal ပြီးသွားမဲ့ timing တစ်ခုရဲ့ Divine Cleave တွေရဲ့ကျွန်တော်ဖွင့်လင်းလေးပြောရဲ join ရဲ့ timing တွေကိုတော့အများကြီးမျှော်လင့်လို့ရပါဦးမယ် ဒီကလီနာလေးနဲလေးဒါတစ်ခေါက်လောက်ပဲကြာလီယာဒါတော်သေးရလို့ပြောမယ်ဘာလို့လဲဆိုတော့နောက်ပိုင်းမိနစ်တွေမှာလီနာလိုက်ပြီးတော့ကံမြောင်းမဲ့အရာတွေရှိနေတယ်အဲ့ဒီပြင်မှာ stick ကသူ့ရဲ့23ချောင်းမတိုင်ခင်မှာသူ့ရဲ့ teammate တွေအရင်ကျနေလို့တော့မရဘူးဗျာ front damage လုံးမဲ့ရှင်လို့ပါလို့ဆိုလို့ရှိရင်ဒီချိန်မှာတော်လီတော့မာနေသေးရလို့တော့ပြောရမယ်ဆိုတော့နောက်ပိုင်းမိနစ်still လာ join မဲ့အချိန်မတိုင်ခင်တိ YG ဒီအရင်ကြီးတော့နေပါနေလို့တော့မဖြစ်သေးပါဘူး ဟုတ်တယ်ကျွန်တော်ဒီအချိန်တခုက YG နေနဲ့ပြန်ပြီးတော့သူတို့ control မှရမယ် Falcon ကတော့လုံးဝဒီအချိန်ကသူတို့9အောင်လုံးတာသွားပြီဖွင့်လင်းပြောရင် Hero King 4ကောင်ရလိုက်တဲ့ Battlefield တခုကနေစပြီးတော့အသာသေးရရှိသွားတယ် item တွေရသွားပြီးကြည့်မယ်ဆိုလို့ရှိရင်လေ Sanji Goran Australian Side Fair ပြီးသွားလို့ကျွန်တော်မြင့်မှာလဲ Vigilant နဲ့ပါလာပြီ Glowing Web ပါလာပြီ itemization တွေကတော်တော်ကြီးကျွန်တော်အဆင်ပြေနေတဲ့အနေအထားတခုရှိရဲ့နောက်ပိုင်းမှာလဲ 3K နီးပါးလောက်ဒီဥဆောင်လာတဲ့ကာလာတခုဆိုတော့ Falcon နေနဲ့တွေ့နေရမှာသူတို့သွားဆိုင်လို့ရတယ်ဒါပေမဲ့ combo တွေမိနေမယ် spare casting ရှိနေမယ်လို့ရှိရင်တော့ပို့ပြီးတော့ fine လိမ့်မယ်ဗျာ ကဲဒီမှာလဲကျွန်တော်တို့ဒါလေကမစ်ပန်းချားတွေမှာ stage ကလည်းသူ့အနေနဲ့ boss fight ကတော့ဆက်ပြီးတော့ဖြစ်နေစေပဲဆိုတဲ့အနေအထားမျိုးလေးလည်းရှိထားတယ်20 time တွေမှာတော့သူ2ချောင်းလောက်ထိတော့စပြီးတော့ပြီးလာတယ်ဗျာနောက်ပိုင်းမိနစ်ပန်းချားတွေမှာ Falcon Esport တွေလက်ရှိမှာနည်းနည်းလေးဒါဆက်ပြီးတော့ဥဆောင်ထားစေပဲဆိုပေမဲ့ဒီ cloud ရဲ့ lane match ပိုင်းလို့လေသူတို့ပြန်ပြီးတော့ control လုပ်ရမယ့်အရာလို့လေဆက်ပြီးတော့ရှိသေးတယ်နောက်မှလည်းကျူရှင် NFL လေးပါလေ Lina လိုက်ပေးထားတဲ့ character တစ်ခုမှာတော့ dash အနေနဲ့ low south foot စားဖို့တော့ကြိုးစားနေခဲ့ပြီဗျာနောက်မှလည်း Carrier Boy Black Crystal ဖက်မှလည်း down shot NFL ဆက်ပေးထားတဲ့ character ဆက်ပေးကုန်တဲ့ backline control only number 2 man just for the retribution cloud will just ပြန်ခွဲလာခဲ့မယ် auto rage မှာ energy rush နဲ့ပဲ blink ကောင်လိုက်မဖို့တော့ကြိုးစားခဲ့မယ်တခါတည်းပဲ stage ကောင်တမ်းပြီးတော့ down ခဲ့တဲ့ character မှာနောက်ထပ်1 for 2 trade 2 man ထိကိုပါ YG ထပ်ပြီးတော့ကြာသွားခဲ့ပါသေးတယ် Hero King တကောင်လောက်ထိတော့ YG ပြန်ပြီးတော့ပေးထားတဲ့ပြင်မှာလောကပါသွားတယ်ဗျာမေးရ second tower ကိုပါ Falcon တောက်လျှောက်ဆိုလို့ရိုက်ချိုးနေရပြီဖြစ်ပါတယ်လောကလည်း online နေပြီးတော့တက်လာနေတာ response တိုင်းတွေကတော့အနည်းဆုံးတော့ဒါ
ဒါဆက်ဆက်ကလောက်တော့လိုအပ်နေသေးတယ်မရရသလိုပဲကိုရှိတော့ခွာဖို့ကြိုးစား energy ရရှင်ထားနေကြတယ်မှာရင်ပြန်လာလွတ်မြောက်နိုင်ခြင်းမရှိဘဲနဲ့ပဲ Hero Kid တကောင်ထပ်ပေးလိုက်ရရင်တော့မှမေးရမဲကတောက်ပါထက်လာပြန်ဒီကြာတိုင်းဆိုရင်တော့ fight after fight တခုတော့ Falcon နေနဲ့ပုံဖော်သွားနိုင်မလားတော့ကြည့်ရမယ်လောကတော့အောက်မှာတဖြည်းဖြည်းတော့ပြန်တက်လာတယ်လက်ရှိချိန်နေရကျွန်တော် YG နေနဲ့တဖြည်းဖြည်းနဲ့ defensive ဘိုင်းကိုပြန်တော့သွားရမယ် Falcon ဒီ AOE crowd control combo ဖြစ်တဲ့အတွက်ကြောင့်မို့ ultimate cooldown time နေတော့သူတို့အနေနဲ့ပြန်ဆောင်မတော့ရမယ်ဗျာဒီຢာတွေအကုန်လုံးပြန်ဆောင်ပြီးမှပဲဝင်လို့ရမယ် law နဲ့တူတူဒီ minion wave တွေအောက်မှာတော့ Janet နဲ့ Mega တလဲကိုပြန်ပြီးဖို့ကြိုးစားနေဗျာ flag ကင်တော့ထားတဲ့ပြေးသွားပြီနောက်မှ Lina ပြန်ပြီးတော့ 4-4 နေရသေးတယ်ကဲဒီချိန်မှာတော့9ရောနေထောင်းတော့ပြန်ပြီးတော့ရောက်လာပြီเนาะတစ်ပတ်မှရှိနေခဲ့တဲ့ play ပလဲနေဆော့ရပရိုကွန်နဲ့စပေးလိုက်ကြာ AOG စန်ဂျီတန်အောင်ကလည်းခက်တဲ့ကူတစ်ဖက်က wave တွေတောင်းလျှောက်ခွဲနေကြတဲ့ချင်းမျိုးတွေမှာ bounce up ဖတ်တဲ့မျိုးတက်ပြီးတော့ဖန်ဒီနောက်မှဘေးနီးနဲ့ဘိုင်ဝမ်းလေးပဲဟန်ညိနေကြတဲ့ခါတွေမှာ shut down K overall မှာ3 man down ပါ YG ပြန်ပြီးတော့သိမ့်ပိုက်ထားနိုင်ခဲ့ပါပြီ Hero Kid 3ကောင် Falcon ဘက်ကနေပြီးတော့ပြန်ပေးလိုက်တဲ့ချက်တစ်ခုတည်းတော်တော်လေးတော့ပြန်လဲပြီးတော့ network တွေကို balance ဖြစ်နေနိုင်မှာကြည့်ရမယ်ဗျာဟန်ဒီပွဲစဉ်မှာလိုအပ်နေကြတဲ့ item တွေပြန်ပြီးတော့ပါလာခဲ့သလိုစစ်ကလည်းဒီချိန်မှာ Swift 23ချောင်းပြီးသွားတာဖြစ်တော့ကြောင့်မလို့ damage output ကတော့ YG ပြန်လဲလောက်လာပြီဗျာဒီ Battlefield က Blink ရဲ့ကြော်ဖမ်းပေးမှုလို့ပဲပြောရမယ်ဗျာ Sanji ကိုကွက်တီတွားပြီးတော့ကြော်ဖမ်းပေးလိုက်တယ် Fallen damage ရရှိရဲ့ချိန်ဒီမှာ Falcon ဘက်ကကြာရှုံးနေပြန်ပြီးတော့ရှိသွားတယ်ဗျာ YG နေနဲ့ Tennis point နေပြန်ရှာတဲ့ဘိုင်းတွေမှာတော်တော်လေးဒါကောင်းတယ်လို့ပြောရမယ် replay တွေရသွားကြည့်မယ်ဆိုလို့ရှိရင်နောက်မှလည်းကြော်ပြန်ချလာတဲ့ Hero Combo တွေကကွက်တီဖြစ်ပြီးတော့ Falcon နေနဲ့တော့အနောက်ကိုကြော်ဒါကြာရှုံးနေပြန်ပြီးတော့စုတ်ခွာသွားရတယ်23ရောက်ပြီးသွားပြီကျွန်တော်နောက်မှာ Han တို့ဘာလို့ Fallen damage လိုက်လာမယ်ဆိုရင်တော့တစ်ဖက်မှာ YG နေနဲ့ကလည်းပြန်ပြီးတော့အစင်ပြေလာနိုင်တဲ့အချိန်တစ်ခုမှရှိတယ် Falcon ဘက်ကကျွန်တော် 5man team ဆိုင်တဲ့အချိန်ဒီမှာတာတာမှန်ပေမဲ့ခုနကတော့လိုမျိုးသူတို့တွေအကုန်လုံး combo ချိန်ဖို့အတွက် ultimate တွေစုံစုံလင်လင်ရှိမနေဘူးဆိုရင်တော့ပြဿနာတော့စတော့တက်လာနိုင်နေဗျာကဲဒီမှာလည်းကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့နောက်ပိုင်း1ပြီးတော့တွားကြီးခဲ့တဲ့ခက်တဲ့မျိုးတွေရှိတယ် retribution နောက်မှလည်း energy erosion တောက်လျှောက်တော့ division လေးထပ်ပြီးတော့ win rap ဒီအောက်မှာ stage ပြတ်သွားမှုတော့ damage ကနောက်ပိုင်းမှာတော့ဒါ early game match ကလည်းမျိုးအရင်တော့လုံလောက်တယ်ဆိုတဲ့အနေအထားမျိုးမှာတော့မရှိတော့ဘူးဗျာနောက်ပိုင်းမှာတော့ကျွန်တော်တို့ဒါ John နဲ့သူ့အနေနဲ့ damage တွေပါလေထွက်လာခဲ့တဲ့အပိုင်းလေးတွေတော့ရှိလာပြီ cloud ကလည်းသူ့အနေနဲ့ law နဲ့ opposite lane ကိုပြန်တွန်းမှုတော့ကြိုးစားနေတယ် diamond လေး Falcon ဒါအရင်တော်တော်လေးသူတို့ပြန်သိနေခဲ့တဲ့အချိန်တွေဗျာ law နဲ့ opposite lane မှာတောက်လျှောက်ပြန်တွန်းထားခဲ့တဲ့အနေအထားဟုတ်တယ်အဓိကသူတို့ကဒီ law နဲ့တက်လာတဲ့ချိန်တွေကနော်နောက်တစ်ခါပေါ်မဲ့ law ရဲ့စက်ကြမလင်းကိုရွှေ့ပြီးတော့ Megatara ယူလိုက်တဲ့ချက်တစ်ခုကနောက်ပိုင်းမိနစ်တွေမှာ stint နေနဲ့ law ရဲ့စက်ကြမလင်းမှာသွားပြီးတော့ lane တိုးမဲ့အရာတစ်ခုအဲ့တွန်းနေမတက်ကြီးမှာလဲ chip ကပြန်ခေါ်ပြီးတော့ battle join မဲ့အရာတစ်ခုသူတို့ကကြိုပြီးတော့ cover လုပ်ချင်ခဲ့တာဗျာဆိုတော့နောက်ပိုင်းမိနစ်တွေမှာ YG lane control ရဆာလို့ရှိရင်တော့ battle combination ကိုပို့ပြီးတော့စဉ်းစားရတော့မယ်ဗျာ stage 23ချောင်းပါလာတဲ့ချက်တစ်ခုရဲ့ဒီ law မှာတော့ကျွန်တော်ဘယ်အသင်းကရမလဲဆိုတဲ့အချက်တွေကဘေးဝန်းဖြစ်နေရှိနေရဗျာအဓိကကျွန်တော်ဒီ law dance တွေကပို့ပြီးတော့ရေးကြည့်တယ်ထုံးတဲ့အတိုင်းပဲ 5man team ဆိုင်တဲ့အချိန် ultimate တွေအကုန်လုံး fully battle spell ရှိတဲ့အချိန်မှာ Falcon နေနဲ့အသာလေးရမှာတော့သိကြတယ်ဗျာလက်ရှိအချိန်တွေကလည်းဝင်လာလို့မရသေးဘူး play နေနဲ့ဝင်လာဖို့တော့စောင့်ကြည့်နေလေ dash ကြောက်ယူသွားတယ်ဗျာနောက်မှလည်း AOG crash or try လေးပြန်ပေးခဲ့မှာ auto rage မှာ play ကောင်တမ်းပြီးတော့ down နောက်မှလည်း ram တောက်လျှောက် Lina ကိုပဲလိုက်ကြည့်ထားခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတော့ jungler လေးကိုနောက်ထပ်ပို့ပြီးသူတို့ဒီ overdrive လေးနဲ့ပြန်ခေါ်ထားဖို့တော့ကြိုးစားခဲ့တာဗျာဒါပေမဲ့ဒါအရင်တော့လုံးမဖြစ်ခဲ့တဲ့အနေအထားမျိုးလေးတော့ပြောရမယ်ဟုတ်တယ်ဆွေးထွေး23ချောင်းပါလာပြီဆိုပေမဲ့လည်း damage output တော့အရင်ကြီးတော့လောင်းနေလို့ပြောဖို့ခက်နေတော့မယ်တစ်ဖက်မှာလည်းစန်ဂျီနဲ့တူပဲဒီ Vanny တို့ရဲ့ damage ကမနှဲလောက်ဗျာတော့မလာခင်လေးမှာပဲ cutting call လေးပြီးနေတယ်ပဲအောင်လဲ Megatara ကိုပါထပ်ပြီးတော့ရိုက်ချိုးထားနေတယ်ပဲ Megathon လေးဒီချိန်မှာတော့ Falcon စာပြီးတော့ပိုင်ဆိုင်သွားပြီဗျာ minion wave ထွက်လာမယ့် time ဒီ40 second မှထွက်မှာဆိုတော့ second 20လောက်ကိုတော့သူတို့အနေနဲ့တောင်းထားနိုင်မှာတော့ရမယ်ဒါပေမဲ့လက်ရှိအချိန်ဒီမှာကျွန်တော် YG ဘက်ကလည်းကျွန်တော်ရတယ်လို့တော့ကျွန်တော်ပြန်ပြီးတော့လုံးလို့တော့ရသေးတယ်အဓိက AOE ဘက်မှာသူတို့က Lina ရှိရယ် stage ရှိရယ်ဗျာ defensive ဘိုင်းလေးတော့ပြန်တော့ကြည့်ရမယ် second 30 9 second မှာတော့ရအောင်မယ်ဒီလို့တော့ပြန်ဆွဲကုန်တယ် Falcon နဲ့ Battle Side ကိုကြိုးလာပြီဗျာ Killing spree နောက်မှလည်း crash core drive လေး backline ကိုထပ်ပြီးတော့ပေးနောက်မှလည်း stage ကနေတန်းတောက်လျှောက် beast control လေးပဲလိုက်ကမကြိုးစားနေကြတဲ့ခိုင်တဲ့တစ်ခုမှာ play ကောင်မှာတမ်းပြီးတော့ down သွားခဲ့တဲ့ချိန်တွေဗျာ trimmer double kill by Benny တောက်လျှောက် backline AOG လိုက်ကနေကြတဲ့ချိန်တွေမှာ stage မရရအောင်ပဲပြန်ကာဖို့တော့ကြိုးစားခဲ့မယ်ဒီချိန်မှာ